โอเคဒီနေ့ကျွန်တော်ရဲ့ဗီဒီယိုလေးမှာကျွန်တော်ပြောပြပေးမှာပေါ့နော်ဒီ AI ဗီဒီယိုထုတ်တဲ့လူတော်တော်များများသိရင်အောင်မှာပဲပြောပြမှာမဟုတ်တဲ့ချက်လေးကိုကျွန်တော်ပြောပြပေးမှာနော်အဲ့ဒါဘာလဲဆိုရင်ဗျာခုနောက်ပိုင်းဒီ Gemini နဲ့ဗီဒီယိုထုတ်တဲ့အခါမှာပေါ့နော်ကျွန်တော်မြန်မာဗီဒီယိုတွေအများစုကဒီထုတ်လို့ရှင်ပေါ့နော်ဘာလဲဆိုစကားပြောမှတ်မှန်တာပေါ့နော်ဒီ version ဒီ 3.1 မှာဖြစ်နေပြန်တာပေါ့စကားပြောမှတ်မှန်တာရှိတယ်အဲ့ဒါလည်းအားလုံးဆင်ပြေမှာပေါ့နော်နောက်ထပ်ဆင်ပြေတာတစ်ခုကကိုကပတ်စံလည်းမရင်းနိုင်ဘူးပေါ့နော်သူများလိုမျိုးအကောက်တွေလည်းမဝင်နိုင်ဘူးအဲ့အတွက်ကျွန်တော်ကfree လည်းတုံးချင်တယ်ပေါ့နော်ပြီးတော့ free တုံးမယ်ဆိုရင်သူများလိုမျိုးလည်းဒီ visa ကတ်တွေ master ကတ်တွေနဲ့မလုပ်တော့ဘူးနော်တလားစာအခမဲ့ပဲမိတဲ့ဥဆွေလေးအတွက်ဘာဆိုဘာမှမလို့အကုန်လုံးဆင်ပြေမယ်နည်းလောက်ကျွန်တော်ပြပြပေးမယ်ဒီနည်းလမ်းကဒါရိုက်ပေါက်တော့ဖြစ်တယ်ပေါ့နော်သူများရေတော့ဒါလှုပ်ဝက်လုံးနေလို့ကျွန်တော်မုန်းကြလိုက်ပါပေါ့နော်ဒါပေမဲ့ကျွန်တော်ပြပြပေးမယ်โอเคကျွန်တော်ဒီ browser တစ်ခုတည်းဝင်လိုက်ပါနော်ဝင်လိုက်ပြီဆိုရင်ကျွန်တော်ဒီ link လေးကိုကျွန်တော်ဒါကျွန်တော်ရဲ့ခုဗီဒီယိုရဲ့ဒီ comment မှာဖြစ်ဖြစ်ဒီ YouTube မှာဆိုလည်းဒါ description မှာကျွန်တော်ချပေးထားမယ်ပေါ့နော်။ Okay အဲ့တော့ကျွန်တော်ကဒီမှာဗာထည့်ရမယ်ဒီ quad လေးထဲမှာကျွန်တော်ကကိုယ့်ရဲ့ email တစ်ခုထည့်ရမယ် Gmail တစ်ခုပေါ့နော်။ဒါက Gmail ကကိုချိတ်မဲ့ Gmail ကိုချိတ်ရမယ်။ Okay ဒီလိုနှိပ်လိုက်ပြီဆိုရင်လည်းပေါ့နော်သူကဒီကျွန်တော်ကြံပေးချင်တာကဒီဝင်မဲ့ဆိုရင်ဒီ UFVPN တစ်ခုကိုချိတ်ထားဖို့လိုမယ်ပေါ့နော်။ဒါပို့လို့ပြောတာပေါ့နော်။တချို့တွေကြတော့ Gemini နဲ့ပတ်သက်ပြီးတော့ဒီ UFVPN ချိတ်ထားမှဝင်လို့ပေးရရှိလို့ပေါ့နော်။ Okayဒီလိုချိတ်လိုက်ပြီဆိုတာကျွန်တော်ဒါဖွင့်ပြီးသားအကောင့်မလို့တန်းဝင်သွားပါပဲเนาะမိတ်ဆွေအနေနဲ့ဖွင့်မယ်ဆိုရင်ဘာမှမလိုဘူးဗျာအဲ့လိုမျိုးခုနက Gmail နေရာမှာ Gmail ထည့်ပြီးသွားရင်ကိုယ့်ရဲ့ Gmail ကောက်လေးကိုသူချိန်ဖို့ Gmail ကောက်လေးကြာလာပါတော့အဲ့မှာကိုယ်မှရှိရဲ့ Gmail နဲ့ချိတ်လိုက်ပါเนาะချိတ်လိုက်ပြီဆိုရင်ဒီလိုကြာလာတယ်အဲ့တော့ဒီမှာတွေ့လားသူ30ရက်ဒီအလကား3ခွင့်ပေးထားဗျာဒါဆိုရင်ကျွန်တော်ဘာကတ်မှလည်းမလိုဘာဆိုဘာမှမလိုဗျာဒီလားအလုံးဝ easy ပေါ့เนาะဘာမှမလို okayဒီမှာကျွန်တော်ကဗီဒီယိုထုတ်မယ်ဆိုလဲဒီပေါ့ဒီဟာလေးနှိပ်လိုက်ဒီမှာ generate a video ဆိုတာရှိတယ်ပြီးတော့ nano banana လို့လည်းတောင်းလို့ရပါတော့တခြားဒီ Gemini မှာပတ်စံပေးဝယ်မှာရတဲ့ဟာတွေအကုန်တောင်းလို့ရပါတော့ okay အဲ့တော့ကျွန်တော်ဗီဒီယိုနှိပ်လိုက်ပြီးရင်ဒီမှာဗီဒီယိုတစ်ခုကိုကထုတ်မယ်ဆိုရင်ဗျာဒါကတော့ကျွန်တော်ဒါဗီဒီယိုမထုတ်ဘူးလို့တော့ကျွန်တော်ပြောပြပေးရမှာနော်ကိုကသူများလိုမျိုး plot နေပါကြီးမရေးတက်ဘူးဆိုလဲကိစ္စမရှိဘူးပေါ့နော်သူ့မှာမြန်မာလိုရေးလို့ရတယ်မြန်မာလိုအဖိုးကြီးတယောက်ထမင်းထိုင်ဆိုင်နေပေါ့နော်ဒါထမင်းမကန်နေပြက်ခွဲဆိုရင်ပြက်ခွဲပေါ့ဗျာဒါထားပြီးတော့ဆဲဆိုရင်ဆဲတယ်ပေါ့ဒါကိုယ့်အောင်ကိုပြောပြီးတော့ဒီလိုထုတ်လို့ရတယ်ထုတ်လို့ရင်သူကဗီဒီယိုကွက်တိထွက်လာပါတော့ပြီးတော့မြန်မာစကားပြောမှန်မှန်လို့ဆိုလည်းမရှိဘူးအကုန်လုံးမြန်မာစကားပြောလုံးဝမှန်တယ်ဗျာတော်တော်စင်ပြေသွားပြောရမှာပေါ့နော်โอเคဒါကဒီနီးလန်းလေးကိုကျွန်တော်လာ share ပေးရပါတော့ဒါတော့လည်းရိုက်ပေါက်ဖြစ်တယ်ပေါ့တချို့ကျတော့ဒါဒီနီးလန်းကိုတီးပြီးတော့ဒီလှုပ်ကလုံနေကြရပါတော့သူများတီးသွားလို့ရှိရင်သူတို့ဈေးဘက်ပြက်မှာကြောက်လာကိုပြောတတ်ပြီမယ်ပေါ့နော်တချို့ကြတော့လေဒီ line ပေါ်မှာအကောက်တွေတကောက်ပေါ်မှာဒီပေါင်းကနန်းပေးဝယ်နေတဲ့ဟာကြီးကျွန်တော်မြင်တော့စိတ်မကောင်းလို့ပါအဲ့တော့ကျွန်တော်လာပြောပြပေးအောင်နော်ကျွန်တော်ကိုယ်တိုင်နဲ့ဒါတော့တိတ်တော့မသုံးဖြစ်ဘူးနော်တော်တော်လေးတော့ quality ကောင်းတယ်ပြောရမယ်ဘာလို့ဆိုရင်ကျွန်တော်ဘယ်လိုပြောရမလဲဒီတူထဲမှာဗျာprompt ချင်းတူရောမှာဒီ Gemini နဲ့မှာကြောအချောတတ်ထားပြတော့ဗောနော်တချို့ဒီကတ်သက်စကလုံးတွေကိုပဲသုံးလို့ရတယ်ဗောနော်နည်းနည်းသူတို့နဲ့ညီစွန်းစင်မဲ့စကလုံးတွေတော့သုံးလို့မရဘူးနော်ဒီထဲမှာတော့တော်တော်များများသုံးလို့ရတယ်ပြီးတော့ထွက်လာတဲ့ပုံ quality ကလည်းpro နဲ့လိုက်ပြီးတော့တော်တော်လေးကိုတိကျရပါတော့။ Okay ကျွန်တော်ဒီနေ့တော့ဒီဟာလေးကိုလာ share ပေးတာ။ကျွန်တော်ရဲ့ဒီဗီဒီယိုလေးပေါ့နော်ကျွန်တော်ရဲ့ဒါ YouTube channel မှာမြင်ပြီးဖြစ်စေ Facebook မှာမြင်ပြီးဖြစ်စေ TikTok မှာမြင်ပြီးဖြစ်စေပေါ့နော်ကျွန်တော်ရဲ့အကောင့်လေးတွေကို follow ခဲ့ပါ။ဘာလို့ဆိုကျွန်တော်ရဲ့အကောင့်လေးမှာဒီ knowledge share မယ့်ဗီဒီယိုလေးတွေကျွန်တော်တင်မယ်။ပြီးတော့ကျွန်တော်ရဲ့ဒီတင်နေကြဗီဒီယိုဖြစ်တဲ့ entertainment ဗီဒီယိုဖြစ်တဲ့ပေါ့နော်ဒီ AI နဲ့ဖန်တီးတာဒီပေါ့နော်ကျွန်တော်ဗီဒီယိုလေးကိုကျွန်တော်တင်မှာဖြစ်လို့ဘယ်နည်းနဲ့ဖြစ်ပေါ့နော်မိတ်ဆွေနဲ့ကြိုက်လို့ရင်ကျွန်တော်ရဲ့ဒီ Facebook ဖြစ်ဖြစ် YouTube ဖြစ်ဖြစ် TikTok ဖြစ်ဖြစ်ဒီကောက်လေးတွေကို follow ခဲ့ပါကျွန်တော်ဗီဒီယိုလေးကိုမကြဝင်ကြည့်ပေးပါပေါ့နော်ဒီကျွန်တော်မှာဒီတက်နိုင်တဲ့မြောက်ကျွန်တော်သိတဲ့မြောက်ကိုကျွန်တော် share ပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ကောက်လေးကို follow ခဲ့ဖို့တောင်းဆိုပါတယ် okay ဒါဆိုရင်ကိုယ့်ဘန်ကိုဗီဒီယိုထုတ်တက်သွားပြီလို့ကျွန်တော်ထင်တယ်ကျေးဇူးတင်ပါတယ်ပေါ့နော်